ကျွန်တော် United အသင်းရဲ့ရာသီကြိုခြေစမ်းပွဲကနောက်ထပ် Ruben Amorim ရဲ့ AC Milan အသင်းနဲ့ပွဲစဉ်တစ်ပွဲပဲကျန်တော့တယ်ဆိုတော့အဲ့ပွဲကစားပြီးရင်ကျွန်တော်အသင်းရဲ့ရာသီကြိုခြေစမ်းပွဲကပြီးပြီဆိုတော့ရာသီကြိုခြေစမ်းပွဲပြီးဖို့ကျွန်တော်နောက်ထပ်တစ်ပွဲကစားဖို့ကြံနေသေးရဆိုပေမဲ့လည်းဒီလက်ရှိရောက်လာတဲ့အနေအထားထီကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့အသင်းနဲ့ပတ်သက်ပြီးတော့တော်တော်များများမြင်ခဲ့ရသလောက်မြင်ခဲ့ပြီးဗျာဆိုတော့ကျွန်တော်အသင်းရဲ့ဒီအားတာတဲ့အပိုင်းတွေပြီးတော့နောက်ထပ်လိုအပ်နေစေအပိုင်းတွေမိုက်ကယ်ကားရဲ့လာမယ့်ရာသီမှာဘယ်လိုပုံစံသွားရှင်နေလဲဆိုတဲ့အပိုင်းတွေစတဲ့အပိုင်းတွေအကုန်လုံးကျွန်တော်မြင်ခဲ့ရပြီဆိုတော့အဲ့ဒီပိုင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ overall အနေနဲ့ညီကိုရီနဲ့အတူတူပြန်ပြီးတော့ဆွေးနွေးသုံးသပ်သွားခြင်းတယ်ပြီးတော့ဗီဒီယိုအဆုံးမှာဆိုရင်လည်းညီကိုရီအနေနဲ့တစ်ခုခုဝင်ပြီးတော့ဆွေးနွေးစရာကြံခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ကဲညီကိုရဲ့အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဆိုတော့ပထမဆုံးလေးနဲ့ပြောရရင်ကျွန်တော်တို့အသင်းဒီယာဒီ pre-season မှာကစားနေတဲ့ပုံစံကိုကျွန်တော်တော်တော်လေးသဘောကျရဲဆိုတော့ကျွန်တော်တို့အသင်းကဒီယာဒီကျပထမဆုံးပွဲစဉ်များဒီ Racing နဲ့ပွဲစဉ်မှာရှုံးခဲ့တာတော့မှန်တယ်ပြီးတော့အဲ့နောက်ဒုတိယပွဲစဉ် Rosenborg နဲ့ပွဲစဉ်မှာတော့ဒုတိယပိုင်းမှာကျွန်တော်အသင်းရဲ့လူငယ်ကစားသမားတွေရဲ့ခြေစွမ်းနဲ့ဒါဂိုးပြတ်အနိုင်ရရှိခဲ့တယ်အဲ့ဒီနောက်ဒီ Atletico Madrid နဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ပိုကောင်းတဲ့ကစားပုံကစားနိုင်ခဲ့ပြီးတော့ဟိုနိုင်ပွဲနဲ့လည်းထိုက်တန်ခဲ့လို့ပြောလို့ရတယ်ပြီးတော့ဒီလက်ရှိဥရောပအကောင်းဆုံးချန်ပီယံလို့ပြောလို့ရတယ် PSG နဲ့ပွဲစဉ်မှာဆိုရင်နှစ်တင်းရဲ့ကစားပုံကတော်တော်လေးမျှတခဲ့တယ်ပြီးတော့ခုမနေ့ကဒီလီနဲ့ကစားခဲ့တဲ့ပွဲစဉ်ကိုပြန်ပြီးတော့ကြည့်မယ်ဆိုရင်လည်းအဲ့ပွဲပထမပိုင်းရဗျာဒီ Michael Carrick ရဲ့လက်အောက်ကျွန်တော်မြင်ဘူးသမျှထဲမှာအကောင်းဆုံးကစားကွက်လို့တောင်မှကျွန်တော်ပြောလို့ရတယ်ဆိုတော့အဲ့ပွဲစဉ်တွေအကုန်လုံးမှာ Michael Carrick ဘာလုပ်ချင်နေလဲဆိုတော့ကျွန်တော်တို့မြင်ခဲ့ရပြီဆိုတော့ Carrick အနေနဲ့ဗျာသူသွားချင်တဲ့ပုံစံကိုသာလာမယ့်နှစ်မှာကောင်းကောင်းပုံဖော်နိုင်ခဲ့ရဆိုရင်ဒီလာမယ့်ရာသီမှာကျွန်တော်တို့အသင်းကကိုကွန်ထရိုဘိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ထိန်းချုပ်နိုင်တဲ့အသင်းတစ်သင်းဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အသစ်ခေါ်ယူထားတဲ့ကစားသမားတွေဒီ Andre Santos နဲ့ Yuri Tielemans တို့စီကနေပြီးတော့မတူညီတဲ့ပုံစံတွေဒီထပ်ခြားနာတဲ့အပိုင်းတွေကိုကျွန်တော်တို့ရနေရဆိုတော့ကျွန်တော်ပြောချင်တာဗျာကျွန်တော်တို့အသင်းကဒီယာစီတော်တော်များများမှာ transition game တွေကိုတောက်လျှောက်ကစားခဲ့ပြီးပြီဆိုတော့လာမယ့်ယာစီမှာတော့ control ဘိုင်းနဲ့ပတ်သက်ပြီးတော့ဗာပြင်ဆင်နေတယ်အဲ့လို control ဘိုင်းသွားနိုင်ဖို့ဆိုရင်လည်းဒီယာစီကျွန်တော်တို့ခေါ်ယူထားတဲ့ကစားသမားတွေကဟိုအရင်နှစ်တည်းခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့ဆိုင်ရင်ဒါအပုံစံအများကြီးကွဲပြားရကိုပြောချင်တာပြီးတော့လာမယ့်ရာသီမှာ game ကိုပို့ပြီးတော့ control လုပ်ရအောင်လဲဒီ Andre Santos နဲ့ Yuri Tielemans တို့ကပို့ပြီးတော့ကူညီနိုင်လိမ့်မယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကစားသမားနှစ်ယောက်ကိုခေါ်ယူမှုကအသင်းအနေနဲ့alternative အရာလာခေါ်ခဲ့ရတယ်ဆိုပေမဲ့လည်းကောင်းမွန်တဲ့ခေါ်ယူမှုလို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ရဗျာဒီဓာတ်အရာပဲကြည့်မယ်ဆိုရင်တော့မှကျွန်တော်တို့နောက်ထပ်ဒီတတိယမြောက်ကွင်းလယ်ကစားသမားခေါ်မကိုရအောင်မယ်ဆိုတော့ယာစီကျိုခြေစမ်းပွဲအစပိုင်းတွေမှာဒီမေဆွန်မောင်းရဲ့ခြေစမ်းတော်တော်လေးကိုကောင်းမွန်တယ်ဒါပဲပြေးပေါ်မှာဒီအနေထားတစ်ခုတည်းပြနိုင်တဲ့အခါမှာဗျာကျွန်တော်အသင်းအတွက်တမန်မီဖီတာဆိုင်ကြီးကမလိုတော့ဆိုတဲ့သတင်းတွေထွက်ပြီးမဲ့လဲဒီမေဆွန်မောင်းကသူ့ရဲ့ fitness ကယုံလို့မရဘူးဗျာဆိုတော့သူ့ရဲ့ fitness ကယုံလို့မရဘူးဆိုတော့လေကျွန်တော် PSG နဲ့ပွဲမှာပဲသူကထပ်ပြီးတော့ပြသွားတယ်လက်ရှိဆိုရင်လည်းဒါအသင်းနဲ့တော့မှ training မဆင်းနိုင်ဘူးဆိုတော့ဟိုကျွန်တော်တို့ကတမန်မီဖီတာဆိုင်ကြီးကတော့လိုအပ်နေတော့မယ်ဒီ Andre Santos နဲ့ Yuri Tielemans အဆင်ပြေဆိုပေမဲ့လည်းတာဝန်ရှိသူတွေလည်းအဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့မြင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်တို့ဒီယာဒီမှာဒီလူငယ်သားမလေးတွေကိုကြည့်မယ်ဆိုရင်တောက်လျှောက်သုံးနေတာရှေးလေစီရဲ့ဒီတိုင်းလာရဲ့ Jeff Fletcher ရဲ့ပေါ့နော်ဆိုတော့ဒီ၃ယောက်ကိုကြည့်မယ်ဆိုရင်ဒါညီကိုကြီးလည်းမြင်ပါပါပဲကစားသမားလေးကဒါအသင်းနဲ့ပို့ပြီးတော့လာမယ့်နှစ် squad မှာနေရာရမယ်ဆိုတာမျိုးကြည့်မယ်ဆိုရင်ရှဲလေစီတယောက်ပဲအာမခံချက်ရှိရလို့ကျွန်တော်မြင်တယ်ဆိုတော့ရှဲလေစီကတော့တော်တော်လေးကောင်းမွန်တဲ့အနေအထားတစ်ခုကိုဒီ pre-season မှာပြထားတယ်။နီးပြရဲ့ယုံကြည်မှုကိုလည်းရယူထားနိုင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဗျာ။ဆိုတော့ Michael Carrick ကသူ့ကိုဒီ right wing တစ်ခုတည်းနဲ့မဟုတ်ဘဲနဲ့ Navarro နေရာမှာပါဆန်းပြီးတော့သုံးခဲ့တယ်။ဆိုတော့ရှဲလေစီကတော့အဲ့နှစ်နေရာစလုံးမှာသူ့ရဲ့ကောင်းမွန်တဲ့ပုံစံသူ့ရဲ့ယုံကြည်မှုကိုပြနိုင်ခဲ့တယ်ဆိုတော့ကောင်းတာမှာဒီ on the ball နဲ့ကောင်းတာမျိုးမဟုတ်ဘဲနဲ့ဗျာဒီ pressing မှာပါဒီ PSG နဲ့ပွဲမှာဆိုရင် Mbomo နဲ့ဒီ front line ကနေပြီးတော့အတွဲညီညီဒါ press လုပ်သွားနိုင်တဲ့ပုံစံတွေဆိုတာကအဲ့ပိုင်းတွေဟိုမှာတော်တော်ကောင်းတဲ့အတွက်လာမဲ့ squad မှာဒီနေရာတနေရာပေးဖို့အတွက်ဒါ share လေးစီကတော့ ready ဖြစ်နေပြီလို့ပြောလို့ရတယ်ဆိုတော့ Tyler နဲ့ဒီ Jeff Fletcher ကိုကြည့်မယ်ဆိုရင်တော့ဒီကစားသမားလေးတွေကတော်တော်လေးကိုလိုအပ်ချက်ကြီးမားနေသေးတယ်လို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ဒီမှာပြ Tyler ကချက်ထက်ဆိုင်တော့ပို့ပြီးတော့ကောင်းတယ်ဆိုပေမဲ့လည်းကျွန်တော်တို့လိုအပ်နေတဲ့ဒီကွင်းလေဒီနေရာအတွက်ဒီကစားသမားတွေကိုပေးလို့မရသေးဘူးဆိုတော့သူတို့ကလူငယ်ကစားသမားတွေဖြစ်တဲ့အတွက်ကျွန်တော်အများကြီးတော့မပြောချင်ဘူးကြပါဘူးလို့ဆိုတော့ဒီကစားသမားတွေဒီ pre-season မှာလမ်းပြန်နေအောင်ကောင်းတယ်ဆိုရင်တော့မှလာမယ့်ရာသီမှာကျွန်တော်တို့အဓိကသုံးမှာမဟုတ်တဲ့အတွက်သူတို့ဒီမလုံလောက်သေးဘူးဆိုရင်လည်းကျွန်တော်တို့ကမလုံလောက်သေးဘူးပေါ့နော်အဲ့ထက်ပို့ပြီးတော့လည်းအရန်ကြီး criticize လုပ်လို့အဆင်မပြေဘူးလို့ကျွန်တော်ထင်တယ်ဆိုတော့အဲ့ထက်ပို့ပြီးတော့လည်းကျွန်တော် exaggeration မလုပ်ချင်ဘူးဗျာဆိုတော့သူတို့အနေနဲ့မလုံလောက်သေးဘူးပေါ့ဗျာဆိုတော့ကျွန်တော် personality အမြင်ရတော့မပြောင်းလဲသေးဘူးကျွန်တော်တို့ကဒီတမန်မေဖီတာဆိုင်ကြီးအတွက်ကမဖြစ်မနေလို့ရနောက်တစ်ခုအဲ့လိုပဲဒီလူရှော့ရဲ့ level နေရာအရန်က essential လို့ပဲကျွန်တော်ကမြင်တယ်ဆိုတော့လူရှော့ရဲ့ဒီ fitness ဆိုတာလည်းအခုလက်ရှိ Mason Mount တို့ပြီးတော့ဒီ
ဘယ်လိုပြောမလဲလီဆန်ဒရိုမာတီနက်တို့ဒီကစားသမားတွေနဲ့အတူတူပဲလူရှိုရဲ့ fitness ကလည်းအရင်ယုံကြည်လို့မရတဲ့အထဲမှာပါတယ်ဆိုတော့တာဝန်ရှိသူတွေအနေနဲ့ဒီယာဒီမှာ level ကလည်းမဖြစ်မနေခေါ်ရမယ်တကယ်လို့လူရှိုရဲ့ fitness ကိုအားကိုးပြီးတော့ level ကိုမခေါ်ဘဲနဲ့ဒီယာဒီကိုသွားရဲဆိုရင်အဲ့ဒါကကျွန်တော် plan တိုင်းသွားတာမဟုတ်တော့ဘဲနဲ့လူရှိုရဲ့ fitness အတွက်ဒါကံကိုယုံပြီးတော့မျှော်လင့်ချက်နဲ့သွားတဲ့ပုံစံမျိုးဖြစ်သွားမှာဗျာဆိုတော့ဒီ level နေရာအတွက်ကလည်းကျွန်တော်တို့မဖြစ်မနေဒီအစားထိုးရမယ်ဆိုတော့ကျွန်တော်ကဒီ transfer ရသည်မစခင်ပါလေကျွန်တော်ဒီ level လူရှိုရဲ့နေရာအတွက်ကျွန်တော်ကလူဝေဟောလိုချင်နေဆိုတာဒါညီကိုတွေလည်းတည်ရကျွန်တော် channel ကြည့်နေကြညီကိုတွေဆိုကျွန်တော်ခုထိလည်းမပြောင်းလဲသေးဘူးလူဝေဟောကိုတော့ရရင်လိုချင်တော့မယ်ရဖို့လည်းအခွင့်အရေးရှိနေသေးပဲလို့မြင်တယ်ဆိုတော့အဲ့ပိုင်းကကျတော့ Michael Carrick နဲ့မဆိုင်တော့ဘူးဗျာ Michael Carrick ကသူလုံနိုင်တဲ့အပိုင်းကသူလုံလို့ရပါမယ်ဒီလူခေါ်ယူမှုပိုင်းကျတော့ Omar Freda ရဲ့ဒီ Jason Welcott ရဲ့ Christopher Bieber တို့သူတို့အကောင်းအလုပ်နိုင်ဖို့ရလိုတယ်ဆိုတော့သူတို့အလုပ်ချိန်ရတကယ်တမ်းတခြားကြည့်ရင်အများကြီးတော့ရှိမနေတော့ဘူးဆိုတော့သူတို့ဒီလက်ကျန်18ရက်အတွင်းမှာအလုပ်တွေခေါင်းလုပ်နိုင်ဖို့ရလိုတယ်ပြီးတော့သူတို့အလုပ်နိုင်ပေါ်မှာမူတည်ပြီးတော့လည်းလာမယ့်ရာသီကျွန်တော်အသင်းကဘယ်လောက်ထိသွားနိုင်မယ်ဆိုတာမျိုးကလည်းအဲ့ပေါ်မှာပြန်ပြီးတော့မူတည်သွားမယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ overall အနေနဲ့ဗျာကျွန်တော်အမြင်ကိုပြောရရင်ဒီရာသီမှာဒီ pre-season မှာကားတွေသွားနေတဲ့ပုံစံကိုအရန်သဘောကျတယ်ဘာလို့ဆိုတော့ဒီ transition တစ်ခုတည်းကိုသွားတာမဟုတ်ဆိုတော့မနစ်ကတော့သူက reset ကိုအသားပေးကစားရတဲ့အခါမှာကျွန်တော်ဒီ reset ကိုပဲ UTP ကစားတော့ကျွန်တော် transition ဒီ counter တွေပို့ပြီးတော့များခဲ့တယ်အဲ့မနစ်ကလည်းမဟုတ်ပါဘူးတကယ်နဲ့ဒီဘက်နှစ်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်အသိရဒီ transition တစ်မျိုးကိုပဲကောင်းကောင်းကစားနိုင်ပြီးတော့ control ဘိုင်းတွေမှာ struggle ဖြစ်တယ်ဒါပေမဲ့ဒီယာဒီမှာတော့ Carrick ကဒီ pre-season မှာပဲတည်ရဒီ tactical adaptation ကိုကောင်းကောင်းကြီးလုပ်ပြနေတယ်ဆိုတော့လာမယ့်ယာဒီမှာဆိုရင် Carrick အနေနဲ့ကလည်းဒီ transition game နဲ့position game control game တွေကိုဒါ fair ဖြစ်ဗျာဒီ balance ဖြစ်ကစားနိုင်ဖို့အတွက်အခုထပ်ပို့ပြီးတော့ကစားသမားတွေကိုပုံစံသွင်းရမယ်ဆိုတော့ဒီကစားသမားတွေအနေနဲ့လက်ရှိချိန်မှာ tactical demand ကိုလိုက်နိုင်တယ်ဆိုပေမဲ့အကောင်းဆုံးပုံစံကိုမရသေးဘူးတခုရှိတာကျွန်တော်သိရဟိုဘလောက်ပဲ control ကောင်းတဲ့ကစားသမားတွေခေါ်ကျွန်တော် transition ကိုလည်းဖျောက်လို့မရအောင်ဗျာဆိုတော့ကျွန်တော်အသင်းမှာဒီ transition ကိုနှစ်ချီကစားလာတဲ့အသင်းကစားသမားတွေကလည်းအရင်များတဲ့အတွက် transition ကိုလုံးဖျောက်လိုက်ရင်လည်းဒီတိုင်ပတ်သွားမယ်ဆိုတော့မနေ့က league နဲ့ game ပွဲစဉ်ကိုကြည့်မယ်ဆိုရင်တော့မှာဗျာဒီပထမပိုင်းတိုင်းတော့ကျွန်တော်တို့က control ယူထားရဆိုပေမဲ့ကျွန်တော်ရသွားတဲ့ကူကကျွန်တော် transition ရဆိုတော့အဲ့လိုမျိုးဒီပုံစံမျိုးစုံနဲ့ဗျာအသင်းကတစ်ဖက်အသင်းကိုဖိအားပေးနိုင်တဲ့အနေအထားကိုကားရပုံဖော်နေရအောင်တကယ်သဘောကျရတယ်အသင်းရဲ့ပုံပေါ်လာတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းဒီအရန်ကြီးဝေးနေတာမျိုးမဟုတ်ဘဲနဲ့နီးစပ်တဲ့အနေအထားတစ်ခုထိရောက်လာတယ်လို့ခန်းစားရတယ်ဆိုတော့ကားရကတော့သူလုံးနိုင်တဲ့ပိုင်းတွေအကုန်လုံးနေတယ်ခုနကဒီတာဝန်ရှိသူတွေနဲ့လည်းသူတို့လုံးเสียရှိတဲ့အပိုင်းကိုလုံးရမယ်ဆိုတော့အဲ့အပိုင်းနှစ်ခုစလုံးကိုသာဒီတယောက်နဲ့တယောက်တာဝန်ကြည်ခဲ့မယ်ဆိုရင်ကျွန်တော် United အသင်းကလာမယ့်ရာသီမှာပို့ပြီးတော့ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်ဟိုထပ်ပြီးတော့မြင်ရမယ်ပို့ပြီးတော့မြင်ရလာမယ်အားကောင်းလာမယ်ဆိုတာမျိုးကိုတော့ကျွန်တော်ကတော့ယုံကြည်ရဲဆိုတော့တာဝန်ရှိသူတွေအနေနဲ့ရောဘယ်လောက်ထိအလုပ်လုပ်နိုင်မလဲဆိုတော့ Carrick ကရောလက်ရှိသွားခြင်းနေတဲ့ဒီ control game ရော transition game ရောမှာဒီ flexible ဖြစ်နဲ့ပွဲရဲ့ demand ပေါ်မှာမူတည်ပြီးတော့ဘယ်လောက်ထိ light ဆော့နိုင်မလဲဆိုတော့စက်အရာတွေပေါ်မှာဘယ်လောက်ထိဒီ adaptation လုပ်နိုင်မလဲဆိုတော့အဲ့ဘိုင်းတွေကတော့ကျွန်တော် test စောင့်ကြည့်သွားရမယ်ဒါပေမဲ့လက်ရှိအနေအထားထိမြင်ရသလောက်ဆိုရင်တော့တော်တော်လေးအားကောင်းတဲ့အနေအထားမှာရှိရဲဆိုတော့ဒါက overall အနေနဲ့ဒီ pre-season မှာကျွန်တော်မြင်ခဲ့ရတဲ့အရာကိုညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်ထားတာဖြစ်တယ်ဆိုတော့ညီကိုရင်းအနေနဲ့ရောCarrick ရဲ့ဒီ pre-season game plan တွေပေါ်မှာ Carrick ရဲ့ pre-season game တွေပေါ်မှာသူသွားနေတဲ့ပုံစံဘယ်လိုမြင်လဲပြီးတော့လူခေါ်ယူမှုအတွက်ဆိုရင်လည်းကျွန်တော်ဘယ်နေရာတွေကိုထပ်ပြီးတော့ခေါ်ဖို့လိုသေးတယ်ကျွန်တော်မြင်ရပြောရင် Joshua Zirkzee ကမထွက်ဘူးဆိုရင်ကျွန်တော် attacking တွေကတော့လူခေါ်စရာမလိုတော့ဘူးလို့ထင်တယ်လက်ရှိအမ်ဖုံဝင်းရဲ့တိုက်ကညီကိုရင်မြင်တဲ့အတိုင်းပဲဒီ central ဝင်ပြီးတော့ကစားတဲ့အခါမှာပိုပြီးကောင်းတယ်ဆိုတော့ဒီ number 9ကသူ့အတွက်ပိုပြီးတော့ပို့ပြီးတော့ဒီအောက်ဘုတ်ကိုသူ့စီကအောက်ဘုတ်ကိုပို့ပြီးတော့ရနိုင်တယ်သူပို့ပြီးတော့ plus လုပ်နိုင်တဲ့နေရာလို့ကျွန်တော်ထင်တယ်ဗျာ Joshua Zirkzee ကမထွက်ဘူးဆိုရင်သူ့ number 10မှာ Bruno ရဲ့ဒီတကယ်ပြောင်းမြန်မြန် passing မဟုတ်ဘဲနဲ့ဒီ link up ကစားတဲ့ပုံစံနဲ့နောက်တစ်မျိုးအနေနဲ့ထားမယ်ဆိုရင်ထားလို့ရသေးတယ်ပြီးတော့ဒီ left wing right wing မှာလည်းဒီအပြိုင်ဆိုင်တွေများတဲ့အတွက်ရှေ့တန်းအတွက်တော့ဒီ attacking အတွက်ကတော့တော်တော်လေးစိတ်ချရဲဆိုတော့ကျွန်တဲ့နေရာတွေပဲအဓိကအားဖြစ်ရမယ်လို့ထင်တယ်ညီကိုတွေရဲ့အမြင်ကိုကျွန်တော်နဲ့ဒီ comment section မှာဝင်ရောက်ဆွေးနွေးခဲ့ပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်